မင်္ဂလာပါရှင် Independent Voice မြန်မာရဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေဒီကနေ့2026ခုနှစ်ဖေဖော်ဝါရီလ17ရက်ဗုဒ္ဓဟူးနေ့ရဲ့နနက်ခင်းသတင်းစီစဉ်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်မကတော့စီစဉ်တင်ဆက်သူနိုးရပြပိုင်းမှာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာကအသိအမှတ်မပြုလေ၎င်းတို့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲကိုပြည်သူတွေကထောက်ခံအားပေးခဲ့တယ်လို့ကျန်းပတ်စစ်ကောင်ဆောင်မြောင်လိုင်ကကိုအမွန်တင်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ကလုံးစည်းဝေးပွဲမှာစစ်ကောင်ဆောင်မြောင်လိုင်က၎င်းတို့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာမဲပေးသူတွေတက်ကြွစွာလာရောက်ခဲ့ကြပြီးဒါဟာပြည်သူတွေကစစ်ကောင်စီရဲ့နိုင်ငံရေးဆောင်ရွက်ချက်တွေကိုထောက်ခံတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။၎င်းရဲ့ပြောဆိုချက်များအရမဲပေးပိုင်ခွင့်ရှိသူ24တန်းကျော်နဲ့54%ကျော်မဲပေးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့အဆိုပါရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလပိုင်းကစပြီးစစ်ကောင်စီထိန်းချုပ်နိုင်တဲ့မြို့ပေါ်ဒေသအချို့မှာသာအတင်းအာဏာကျင်းပခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်ကုလသမဂ္ဂဥရောပသမဂ္ဂအမေရိကန်နဲ့အာဆီယံနိုင်ငံများပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကလည်းဒီရွေးကောက်ပွဲကိုလုံးဝအတိအမှတ်မပြုဘဲပယ်ချထားတာဖြစ်ပါတယ်။အထူးသဖြင့်အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကပါစစ်ကောင်စီရဲ့တစ်ဖက်သက်ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုမှာမဟုတ်ဘူးလို့ဖေဖော်ဝါရီလ6ရက်နေ့ကစင်ကာပူနိုင်ငံမှာထပ်မံအတည်ပြုပြောကြားထားပါတယ်။အတိုက်ခံပါတီတွေကိုဖျက်သိမ်းပြီးကျင်းပခဲ့တဲ့အဆိုပါရွေးကောက်ပွဲဟာမြေပြင်ကတကောင်စီအချက်လက်အမှားတွေပေါ်အခြေခံထားတာကြောင့်ယုံကြည်စိတ်ချရမှုမရှိဘူးလို့ဝေဖန်ခံရချိန်မှာစစ်ကောင်ဆောင်ကအခုလိုတစ်ဖက်သက်ပြောဆိုလိုက်တာဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်တပ်ကဦးစီးကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုမှာမဟုတ်ဘူးလို့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကထပ်မံအတည်ပြုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံလက်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးထရီဆာလာရဆာရိုကမြန်မာအရေးကိုအာဆီယံဘုံသဘောတူညီချက်9ရက်ပေါ်အခြေခံပြီးဆက်လက်ကင်တွယ်သွားမှာဖြစ်တယ်လို့အကြံဖက်စစ်ကောင်စီကလှုပ်ဆောင်မဲ့ရွေးကောက်ပွဲရလဒ်ကိုလည်းအသိမှတ်ပြုမှာမဟုတ်ဘူးလို့ပြောကြားလိုက်ပါတယ်။ဒီပြောဆိုချက်ကိုဖေဖော်ဝါရီလ6ရက်နေ့ကစင်ကာပူနိုင်ငံမှာပြုလုပ်ခဲ့တဲ့အထူးဟောပြောပွဲတစ်ရက်အတွင်းထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။အာဆီယံအနေနဲ့မြန်မာအရေးကိုဖြေရှင်းရမှာအဖွဲ့ဝင်နိုင်ငံတွေစုပေါင်းသဘောတူထားတဲ့ဘုံသဘောတူညီချက်9ရက်ဟာအဓိကမူပေါင်းဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ပြီးပြည်ပခါအတွင်းပါဝင်ပတ်သက်နေသူအားလုံးကြားတွေ့ဆုံဆွေးနွေးရေးကိုအဓိကထားဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာအရေးကိုဖြေရှင်းရမှာမြည်သူကိုမှချန်လက်မထားပဲဗတ်ပေါင်းစုံကအင်အားစုတွေပါဝင်လာဖို့အလွန်အရေးကြီးကြောင်းနဲ့ဒေသရင်းတည်ငြိမ်မှုအတွက်အာဆီယံဖွဲ့ဝင်နိုင်ငံတွေကြားဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမအားကောင်းအောင်လှုံ့ဆော်သွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံအတွင်းကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေသည်ပြီးစစ်တပ်ကဦးစီးကျင်းပမဲ့ရွေးကောက်ပွဲကိုသိမှတ်ပြုမှာမဟုတ်ပဲရခိုင်ချမှတ်ထားတဲ့ရည်ရွယ်ချက်အတိုင်းခိုင်ခိုင်မာမာဆက်လက်ရည်တည်သွားမှာဖြစ်ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ပြည်လင်းမြို့နယ်မှာဂိတ်ထိုင်ပြီးတောင်းခံရရှိတဲ့ငွေကြေးဝေစုခွဲဝေရာကနေပြည်သူ့စစ်အဖွဲ့ဝင်ချင်းဓာတ်နဲ့ထိုးတက်မှုဖြစ်ပွားပြီးတဦးသေဆုံးသွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ပြည်လင်းမြို့နယ်ဇုတ်တုတ်ကြီးရွာလမ်းဝထိပ်မှာရှိတဲ့ပြည်သူ့စစ်စင်ရေးဂိတ်မှာဖေဖော်ဝါရီလ6ရက်နေ့ကပြည်သူ့စစ်အဖွဲ့ဝင်ချင်းငွေကြေးဝေစုခွဲရာကနေစကားများရှမ်းဖြစ်ပြီးဒါနဲ့ထိုးတက်မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရအရန်ဖြစ်ခဲ့သူတွေဟာချက်ဖခေါ်တန်ဦးဆိုသူနဲ့ငတ်ကျော်ဆိုသူတို့သူဖြစ်ပြီးငတ်ကျော်ကဓာတ်နဲ့ထိုးခဲ့တာကြောင့်တန်ဦးဟာ1 byte နဲ့ရှင်ဘက်တွေမှာဒဏ်ရာပြင်းထန်စွာရရှိတာနေရာမှာတင်သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဂိတ်ဟာလမ်းဖြတ်သွားလာနေတဲ့ဆိုင်ကယ်နဲ့ကားတွေစီကနေငွေကြေးတောင်းခံနေတဲ့ဂိတ်ဖြစ်ပြီးအဲဒီလိုတောင်းလို့ရလာတဲ့ငွေတွေကိုခွဲဝေယူရမှာဝေစုမတည့်တာကြောင့်အခုလိုအချင်းချင်းတပ်ဖြတ်ကြတဲ့အထိဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။သေဆုံးသူရဲ့အလောင်းကိုပြည်လင်းစေရုံကိုပို့ဆောင်ချိန်မှာဒေသခံတွေကအဆိုပါဖြစ်စဉ်ကိုသိရှိခဲ့တာဖြစ်ပြီးလူသတ်မှုကျူးလွန်ခဲ့တဲ့ပြည်သူ့စစ်အဖွဲ့ဝင်ကကြောကိုတော့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူပြီးပြည်လင်းရဲစခန်းမှာဖမ်းဆီးထားကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပေါင်းမြို့နယ်အတွင်းမှာစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက
ကြားဖြတ်တိုက်ခတ်ခဲ့လို့စစ်သားနဲ့ပြူစောတိ23ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းမှာဖေဖော်ဝါရီလ4ရက်နေ့ကနေ6ရက်နေ့အထိစစ်ကောင်စီတပ်မှ69လက်အောက်ခံစစ်သားတွေနဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းကိုပေါင်းမြို့နယ်ပကဖာနဲ့မြိုင်မြို့နယ်ပကဖာတို့ကကြားဖြတ်တိုက်ခတ်ခဲ့ကြပါတယ်။ဖေဖော်ဝါရီလ4ရက်နေ့တီချောင်းကျေးရွာအနီးတိုက်ပွဲမှာစစ်သား9ဦးသေဆုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုပါအသုံးပြုခဲ့ပါတယ်။အဲဒီနောက်ဖေဖော်ဝါရီလ6ရက်နေ့မှာတော့အဆိုပါစစ်ကြောင်းဟာဒဏ်ရာရသူတွေကိုတည်ဆောင်ပြီးကပ္ပစ24စီကိုပြန်လည်ဆုတ်ခွာစဉ်ပေါချောင်းအောက်စုကျေးရွာအနီးမှာတော်လန်ရဲတပ်ဖွဲ့ဝင်တွေကထပ်မံကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်သား18ဦးထပ်မံသေဆုံးခဲ့ပါတယ်။စုစုပေါင်း2ရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က23ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားတွေကိုပေါင်းမြို့နယ်ပြည်သူ့ဆေးရုံမှာကုသပေးနေပြီးစစ်တပ်ကဆေးရုံကိုပိတ်ဆို့ထားကပြည်သူတွေကိုပေးမဝင်တော့ဘူးလို့သိရှိရပါတယ်။တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်တူမစိုးရင်ရတဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီးစစ်ကောင်စီဘက်ကတော့အထိနာသွားတဲ့အတွက်လေကြောင်းနဲ့စက်တိုက်ပုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေကြောင်းမြိုင်မြို့နယ်ပကဖတာဝန်ရှိသူတူရဲ့ပြောကြားချက်အရသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မြရီကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်ကရဲတပ်သားတအုပ်ရဲ့မိခင်ကိုပါမကျန်အဓမ္မပြုကျင့်ခဲ့တဲ့အပြင်အခြားပြည်သူတွေကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မြရီကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာကျေးရွာအတွင်းမှာဆက်ဆုပ်ရွံရှာဝယ်ရာရာဇဝတ်မှုတွေကိုဇက်တိုက်ကျူးလွန်နေတာပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရစစ်ကောင်စီတပ်သားတွေဟာရဲတပ်သားတအုပ်ရဲ့မိခင်ဖြစ်သူကိုပါအကြမ်းဖက်အဓမ္မပြုကျင့်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ဆိုပါစစ်ကြောင်းဟာကျေးရွာအတွင်းကအပြစ်မဲ့ပြည်သူတွေကိုလည်း၎င်းတို့စစ်ကြောင်းပေးကင်းလုံခြုံရေးအတွက်လူသားတိုင်းဖြစ်မတရားဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့အခုလိုအရသာပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးကျူးလွန်နေတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်ဒေသခံတွေဟာအသက်အန္တရာယ်အတွက်အထူးစိုးရိမ်ထိတ်လန့်နေကြကြောင်းသိရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဗမောက်မြို့နယ်တောင်ပိုင်းမှာစားဝိနေအခက်အခဲတွေကြောင့်တနိုင်တစ်ပိုင်းရွှေတူးဖော်မှုပေါ်တိကျတဲ့မူဝါဒချမှတ်ပေးဖို့ဒေသခံတွေစုပေါင်းဆန္ဒဖော်ဖော်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မနက်ပိုင်းကဗမောက်မြို့နယ်တောင်ပိုင်းမှာဒေသခံပြည်သူတွေနဲ့စစ်ဘေးသင့်ပြည်သူတွေစုပေါင်းပြီးလူလူဆန္ဒထုတ်ဖော်ပွဲတရက်ပြုလုပ်ခဲ့ကြပါတယ်။အဆိုပါဆန္ဒထုတ်ဖော်ပွဲမှာပြည်သူတွေကဒေသခံတွေရဲ့စားဝတ်နေရေးအတွက်တိကျတဲ့ရွှေတူးဖော်မှုမူဝါဒချမှတ်ပေးဖို့လက်လုံလက်စားပြည်သူတွေကိုလောက်ကန်ခွင့်ပြုဖို့နဲ့ပိတ်ပင်ထားတဲ့ရွှေလုပ်ကွက်တွေကိုပြန်လည်ဖွင့်လှစ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရအဆိုပါဒေသမှာပြည်သူများစုဟာတနိုင်တစ်ပိုင်းရွှေတူးဖော်ခြင်းအပြင်အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပြီးအခွန်အခတွေပေးဆောင်နေရတော့လေတယံဇာတဆိုင်ရာအဖွဲ့အစည်းတချို့ကလုပ်ငန်းတွေကိုပိတ်ခိုင်းတာရွှေချင်းပေါက်တွေကိုပြင်ပြားတွေနဲ့ရိုက်ပိတ်တာမျိုးတွေရှိနေတာကြောင့်အခုလိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ထူးခြားချက်အနေနဲ့ဆန္ဒထုတ်ဖော်ပွဲမှာတက်ရောက်လာတဲ့ပြည်သူတွေကအမျိုးသားညီညွတ်ရေးဆိုရ NUG ကိုပြည်သူ့အစိုးရအဖြစ်ထောက်ခံကြောင်းကိုလည်းလူတို့ရှေ့မှာထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။အဆိုပါဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရနေရဟာအကြမ်းဖက်စစ်ကောင်စီကအပြည့်အဝစိုးမိုးနိုင်ခြင်းမရှိသေးတဲ့နေရာဖြစ်ပြီးဗမောက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာကလုံခြုံရေးယူပေးခဲ့ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်းဆောင်တွေကိုဆဲဆိုဝေဖန်မှုနဲ့ထောင်ဒဏ်ချမှတ်ခံရတဲ့စစ်လော်ဘီဇော်ဘုံဟိန်ကိုအကြမ်းဖက်စစ်ကောင်စီဘက်ကထောင်ဒဏ်2နှစ်ထပ်မံတိုးမြင့်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်လော်ဘီတဦးဖြစ်သူဇော်ဘုံဟိန်ကို electronic ဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့ထောင်ဒဏ်2နှစ်ထပ်မံချမှတ်လိုက်တဲ့အတွက်ရခိုင်ပြည်နယ်တွေနဲ့ပေါင်းရင်စုစုပေါင်းထောင်ဒဏ်73နှစ်အထိရှိလာပြီဖြစ်ပါတယ်။အဆိုပါစီရင်ချက်ကိုဖေဖော်ဝါရီလ9ရက်နေ့မှာရန်ကုန်တိုင်းဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးကချမှတ်ခဲ့တာဖြစ်ပါတယ်။ဇော်ဖုံးဟင်ရခင်ကလည်းအကြမ်းဖက်မရောက်လိုက်ပါဝင်စစ်ကောင်းဆောင်တွေကိုဆဲဆိုမှုနဲ့ထောင်ဒဏ်17နှစ်ချမှတ်ခံရသူဖြစ်ပါတယ်။၎င်းကို2025ခုနှစ်ဇွန်လအတွင်းကပြင်ဦးလွင်မြို့မှာစစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးမန္တလေးအိုးပုံထောင်မှာပြည်ထန်ကြခံနေရစဉ်ရန်ကုန်အင်းစိန်ထောင်ကိုလွှဲပြောင်းကအခုလိုထပ်မံအမှုဖွင့်ထောင်ချလိုက်တာပဲဖြစ်ပါတယ်။
လက်ရှိမှာဇော်ဖုံးဟင်းကိုထောက်ခံသူမဘာသာအုပ်စုတွေကတော့ရုံးချိန်အမိန့်ချမှတ်တာတွေကိုသတ်မှတ်ချိန်မဟုတ်ပဲကြိုတင်လှုပ်ဆောင်တာတရားရုံးတွင်ဝင်ရောက်ခွင့်မပေးတာတွေပေါ်ဝေဖန်ပြောဆိုနေကြပါတယ်။ဇော်ဖုံးဟင်းဘက်ကစစ်တပ်စီကိုအသနာခံစားတွေအချိန်ချင်းတင်ပြခဲ့ပေမဲ့ထူးခြားတဲ့အပြောင်းအလဲမရှိပဲအညှို့အတေးဖြင့်ထောင်ဒဏ်တွေဆက်တိုက်တိုးမြင့်ခံနေရကြောင်းကိုလည်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပအိုပြည်သူစစ် PNO ကရက်ရွာလုံခြုံရေးအတွက်ဆိုပြီးလိမ့်လဲစီယုံကစစ်တင်နန်းတက်ခိုင်းခဲ့တဲ့အသက်16နှစ်အရွယ်လူငယ်တူရှေ့တန်းမှာတေဆုံးခဲ့ရတဲ့ပြင်တေဆုံးပြီးတဲ့နောက်မှာလည်းအသက်ကိုလိမ့်လဲရေးခိုင်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်ခိုလိုင်ကျွာကအသက်16နှစ်အရွယ်လူငယ်ခွန်မောင်ပန်းခေါ်ခွန်တပူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကစီဆိုင်မောက်မယ်နယ်စပ်ဒေသတိုက်ပွဲအတွင်းမှာတေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရအဆိုပါလူငယ်ဟာရက်ရွာလုံခြုံရေးအတွက်ဆိုပြီးရွာတကြီးရဲ့အာမခံချက်နဲ့စစ်တင်နန်းတက်ခဲ့ရသူဖြစ်ကတင်နန်းစီရင်ရှေ့တန်းမသွားရဘူးလို့ကြေပေးခံခဲ့ရပြီပဲလက်တွေ့မှာတော့ရှေ့တန်းကိုလိမ့်လဲအဖို့ခံရပြီးအသက်ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။ပုံမဆိုးရတဲ့အချက်ကတော့လူငယ်လေးသေဆုံးသွားပြီးတဲ့နောက် PNO အုပ်ချုပ်ရေးမှူးက၎င်းသေဆုံးသူရဲ့အသက်ကို16နှစ်အစား18နှစ်လို့သာမှတ်တမ်းမှလိမ့်လဲရေးခိုင်းခဲ့တာကြောင့်အမှန်တကယ်အသက်ကိုဖော်ပြခွင့်မရခဲ့ဘူးလို့သိရှိရပါတယ်။သေဆုံးသွားသူရဲ့ဇာပနာတကူတော့ဖေဖော်ဝါရီလ9ရက်နေ့မှာမိသားစုဝင်တွေကကောင်းမွန်စွာပြုလုပ်ပေးခဲ့ကြပါတယ်။လက်ရှိမှာစီဆိုင်မောင်မယ်နယ်စပ်ဒေသတဝိုင်းပအိုအမျိုးသားလူမျိုးရေးတပ်မတော် PNLA နဲ့ PNO တို့ကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးPNO အနေနဲ့ပအိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းကလူငယ်တွေကိုဤမျိုးစုံနဲ့အတင်းအဓမ္မစစ်သားစုဆောင်ကရှေ့တန်းကိုပို့ဆောင်နေကြောင်းသတင်းရရှိပါရရှင်။ဖေဖော်ဝါရီလ17ရက်နေ့အတွက်မြန်မာနိုင်ငံတဝန်းကထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနာတော်တာဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘေးရန်တွေကင်းဝေးကြပါစေကြောင်းစုမုံကောင်းတောင်းရင် Independent Voice မြန်မာရဲ့မနက်ခင်းသတင်းစီစဉ်တင်ဆက်မှုကိုဒီမှာရင်ရနာခွင့်ပြုပါရှင်။